အားလုံးပဲမင်္ဂလာချက်တွေပေါင်းနေပြည့်စုံကြပါစေเนาะအဲ့တော့2026ခုနှစ်ရဲ့ဒါဧပြီလ18ရက်နေ့ကနေပြီးတော့2029ခုဧပြီလ16ရက်နေ့ဒီမြန်မာခရစ်နှစ်1382မှာ8ခုနှစ်ဖြစ်ပါတယ်အဲ့ဒီ1388ခုနှစ်အတွင်းမှာစံကျမ်းပေရင်ပညာအရာဝေဝင်ထီပေါက်ချင်းကံအင်မတန်မြင့်မားတဲ့ဒါနေဘွားအလိုက်အသက်ပိုင်းတွေကိုဒီနေ့ဟောကြားပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကစံကျမ်းဘေဒင်ဆရာရဲ့တတိယမျိုးဆက်ဖြစ်တဲ့ဆရာကြီးရန်ကုန်ဦးကျော်ရင်ဤတစ်ခုဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့တနင်္ဂနွေနေ့ဘွားတနင်္ဂနွေသားမီးတွေကနေပြီးတော့စပြီးတော့တွားလိုက်ကြရအောင်နော်အဲ့တော့တနင်္ဂနွေနေ့ဘွားတနင်္ဂနွေသားမီးတွေကမိမိတို့ရဲ့အသက်ကိုရှစ်နဲ့စားလို့တစ်ကျွန်းတဲ့အသက်ပိုင်းတွေဖြစ်တဲ့အသက်အဖြစ်9နှစ်18နှစ်25နှစ်33နှစ်41နှစ်49နှစ်58နှစ်65နှစ်83နှစ်82နှစ်စတဲ့အသက်ပိုင်းတွေပဲဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းတွေမှာထီထိုးလို့အင်မတန်ကောင်းမွန်တဲ့အသက်ပိုင်းတွေဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒီအသက်ပိုင်းကိုတွက်တဲ့နည်းစနစ်ကိုလည်းဒါနောက်ဆုံးပိုင်းမှာကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်တယ်အဲ့တော့ကိုကျိုးပေးတဲ့ကဏ္ဍတွေအနေနဲ့ကတော့ဒါ၄ကဏ္ဍပေါ့နော်၈ကဏ္ဍစတဲ့ကဏ္ဍတွေကိုအဓိကအားပြုပြီးတော့ထိုးရမှာပဲဖြစ်တယ်အဲ့တော့၄၈ကအစသုံးဖို့အဆုံးမှာတော့မဖြစ်မနေပါရပါမယ်ဒီလိုဖို့နေ့ကိုလည်းပုံထုနေ့ရွေးချယ်ပါစဉ္ညာဝေစာဝစ်စင်ပြီးတော့ထိုးခြင်းမြပုံမှုပြီးတော့ခံအားသားစေပါတယ်အဲ့တော့ဒုတိယကတော့ဒါတနင်္လာနေ့ကတနင်္လာသားသမီးတွေပေါ့နော်တော်တဲ့နာရီကလည်းသားသမီးတွေနဲ့မိရဲ့အသက်ကိုရှင်းနေစားလို့3ကျွန်း4ကျွန်းနဲ့အသက်ပိုင်းတွေဖြစ်တယ်။ဒါသာဖြင့်17နှစ်12နှစ်19နှစ်20နှစ်28နှစ်28နှစ်35နှစ်36နှစ်43နှစ်43နှစ်44နှစ်51နှစ်52နှစ်59နှစ်60နှစ်69 68နှစ်95 96နှစ်83 84နှစ်စတဲ့အသက်ပိုင်းကိုရောက်ရှိနေတဲ့တနင်္လာနေ့ဘဝတနင်္လာသားသမီးတွေကအင်မတန်ဝင်ထီပေါက်ကိန်းကံမြင်မာတဲ့အသက်ပိုင်းတွေပဲဖြစ်ပါတယ်။အဲ့တော့ဒီအသက်ပိုင်းတွေမှာဆိုလို့ရှိရင်ဒါဂျာသာပရီနေ့မှာထီထိုးတင်ပြီးတော့အဝါရောင်အားပြုဝစ်စင်သွားပါအဲ့တော့ဂျာသာပရီမှာထီထိုးမဲ့အဝါရောင်ကိုဝစ်စင်ပြီးတော့အားပြုသွားမှာဖြစ်တယ်လို့ဂျိုးပေးကနန်းတွေအနေနဲ့လည်းဒါ9တို့3တို့9တို့မဖြစ်မနေပါအောင်ထိုးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါအင်္ဂါနေဘွားအင်္ဂါသားသမီးတွေပါအဲ့တော့အင်္ဂါသားသမီးအင်္ဂါနေဘွားတွေအနေနဲ့ကတော့မိမိတို့ရဲ့အသက်ကိုရှင်းနေစားလို့3ကျွန်းနဲ့အသက်ပိုင်းတွေဖြစ်တဲ့ဒါ17နှစ်19နှစ်29နှစ်35နှစ်43နှစ်52နှစ်59နှစ်68နှစ်85နှစ်စတဲ့အသက်ပိုင်းတွေကိုရောက်ရှိနေတဲ့အင်္ဂါနေဘွားတွေအနေနဲ့တော့မဖြစ်မနေထီကန်စမ်းပေးတဲ့နဲ့တော့ထူးခြားတာကအင်္ဂါနေဘွားအင်္ဂါနေဘွားအင်္ဂါသားသမီးတွေအနေနဲ့ကပြည်တွင်းထီထက်ဆိုင်ရင်ပြပရဝေးနဲ့ပတ်သက်တဲ့အထီမျိုးကပုံပုံပြီးတော့အကျိုးပေးကံမြင်မှာပါတယ်ရဝေးကိုခရီးသွားရင်ဖြစ်စီရဝေးမှာရောက်ရှိနေတဲ့သူကိုထိုးခိုင်းတာမျိုးဖြစ်စီပုံပုံပြီးတော့ကောင်းမွန်တဲ့ဒီထိုးမဲ့နေ့ကတော့ဒါတနင်္ဂနွေနေ့ပါအင်မတန်ကြီးကောင်းခြင်းမြတ်ဖြစ်သလိုဒီလိန်မော်ရောင်နဲ့ပတ်သက်တဲ့ဝက်စားတွေဝစ်စင်သွားတာမျိုးကဏ္ဍအနေနဲ့လည်း1 5စတဲ့ကဏ္ဍတွေပေါအောင်ထိုးတာမျိုးလို့ဆောင်သင့်ပါတယ်နောက်တစ်ခုအနေနဲ့တော့ဗုဒ္ဓနေဘွားဗုဒ္ဓသားသမီးတွေကိုဆက်လက်ပြီးတော့တွားကြည့်လိုက်အောင်ကြောင်းပေါ့နော်အဲ့တော့ဗုဒ္ဓနေဘွားဗုဒ္ဓသားသမီးအနေနဲ့ကတော့ဒါမိမိတို့ရဲ့အသက်ကိုရှစ်နဲ့စားလို့ခွန်ကျွန်းတဲ့အသက်ပိုင်းတွေဖြစ်တဲ့ဒါအပြင်15နှစ်23နှစ်31နှစ်39နှစ်48နှစ်55နှစ်63နှစ်82နှစ်89နှစ်89နှစ်စတဲ့အသက်ပိုင်းကိုရောက်ရှိနေတဲ့ဗုဒ္ဓနေဘွားဗုဒ္ဓသားသမီးတွေအနေနဲ့ကအဖြစ်မနေထီကန်စမ်းပေးတင်ပါတယ်အဲ့တော့အကျိုးပေးကဏ္ဍတွေအနေနဲ့ကဗုဒ္ဓနေဘွားဗုဒ္ဓသားသမီးတွေအနေနဲ့ကနှစ်ကဏ္ဍ9ကဏ္ဍဒါမျိုးတွေကိုအဓိကထားပြီးတော့ပေါင်းထိုးပြရမှာဖြစ်ပါတယ်အဲ့တော့အဖြူရောင်ဝက်စားပေါ့အဖြူရောင်ဝက်စားကိုဝစ်စင်သွားတဲ့နဲ့ထီထိုးတဲ့နေ့ကလည်းဒါတနင်္လာနေ့ဒီမှာထီထိုးပေးတဲ့နဲ့အဲ့တော့ရုပ်တရက်ငိုးဝင်ထီကြောင့်ပေါက်ချင်းကံအင်မတန်မြင်မာတဲ့ဗုဒ္ဓနေဘွားတွေပါအဲ့ဒီတပ်ပိုင်းမှာရောက်ရှိနေတယ်ဆိုရင်နောက်တစ်ခုကတော့ဒါဂျာသာပရိနေဘွားဂျာသာတွေသားသမီးတွေပါအဲ့တော့ဂျာသာပရိမှာဂျာသားသမီးတွေအနေနဲ့ကတော့မိမိတို့ရဲ့အသက်ကိုဒါရှစ်နဲ့စားလို့ဒါတစ်ကျွန်းတဲ့အသက်ပိုင်းတွေဖြစ်တယ်9နှစ်18နှစ်25နှစ်33နှစ်41နှစ်49နှစ်59 65 83နှစ်81စတဲ့အသက်ပိုင်းတွေမှာငွေဝင်ထီပေါက်ချင်းကံအင်မတန်မြင်မာတဲ့အသက်ပိုင်းတွေဖြစ်ပါတယ်အဲ့တော့အဓိကကံအကျိုးပေးကဏ္ဍအနေနဲ့လည်းဒါတစ်ကဏ္ဍအားပြုပြီးတော့ထိုးရမှာဖြစ်တယ်လို့အဝတ်စားအနေနဲ့လည်းဒါလိန်မော်ရောင်အားပြုပြီးတော့ဝစ်စင်သွားတဲ့နဲ့တနင်္ဂနွေနေ့မှာထီထိုးပေးတင်ပါတယ်နောက်တစ်ခုကတော့ဒါတောက်ကြနေဘွားတောက်ကြသားသမီးတွေဖြစ်ပါတယ်အဲ့တော့တောက်ကြနေဘွားတောက်ကြသားသမီးတွေအနေနဲ့ကမိမိတို့ရဲ့အသက်ကိုရှစ်နဲ့စားတဲ့အခါမှာ3ညကျွန်းတဲ့အသက်ပိုင်းတွေဖြစ်တဲ့8နှစ်16နှစ်24နှစ်32နှစ်40နှစ်48 58 64 64 80နှစ်ဆိုတဲ့အသက်ပိုင်းကိုရောက်ရှိနေတဲ့တောက်ကြနေဘွားတောက်ကြသားသမီးတွေနဲ့ဒါထီကိုအင်မတန်ကန်ဆန်းပေးတဲ့နှစ်ခုဖြစ်ပါတယ်ထီစုကြီးပေါက်တတ်တယ်လို့ငွေစုလိုက်ပြောင်းလိုက်ဝင်တတ်တဲ့နှစ်မျိုးလည်းဖြစ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတောက်ကြနေအဓိကအားဖြင့်အားပြုပြီးထိုးရမယ့်နေ့ဒီတနင်္လာနေ့ဖြစ်တဲ့နှစ်48ခဏနေပါအောင်ထိုးရမယ်ဝစ်စင်သွားရမယ့်အရာအနေနဲ့တော့အဖြူရောင်အစိမ်းရောင်စသဖြင့်ဝစ်စင်ပြီးတော့ဒါဒီကန်ဆန်းပေးသင့်ပါတယ်နောက်ဆုံးစနေနေ့ဝါစနေသားသမီးတွေအနေနဲ့ကမိမိတို့ရဲ့အသက်ကိုဒါ8နှစ်စားလို့4ကျွန်းတဲ့အသက်ပိုင်းတွေမှာဒါအင်မတန်ထိကိန်းထိကန်ကောင်းတဲ့နှစ်တစ်ခုဖြစ်ပါတယ်
အဲ့တော့အဲ့ဒီလိုအသက်ပိုင်းတွေမှာစနေသားသမီးတွေနဲ့အသက်အပြင်12နှစ်20နှစ်28နှစ်36နှစ်44နှစ်52နှစ်60နှစ်68နှစ်86နှစ်စတဲ့အသက်ပိုင်းတွေဟာအင်မတန်ငွေဝင်ထိပေါက်ခြင်းကံမြင်မာတဲ့အသက်ပိုင်းတွေဖြစ်ပါတယ်အဲ့တော့အကျိုးပြုကဏ္ဍအနေနဲ့တော့9ကဏ္ဍနှစ်ကဏ္ဍပါအောင်အဓိကထားပြီးတော့ဒါထိုးပေးရမယ်တွားရောက်ထိုးတဲ့နေ့ရလဲဂျာသာပရင်းနေ့ဖြစ်ပြီးတော့ဝါရောင်ဝစ်စားကိုဝစ်စင်သုံးဆွဲတာအဖြူရောင်ဝစ်စင်သုံးဆွဲပြီးတော့တွားရောက်ထိုးသင်ပါတယ်ဒါကတော့စနေနေ့ကစနေသားသမီးတွေအတွက်ဒါလမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေစာစနေဆုံးခုနကရှေ့မှာပြောခဲ့တဲ့နေပွားနေနံသားသမီးတွေကငွေဝင်ဒီပေါက်ချင်းကံအင်မတန်မြင်မာတဲ့အသက်ပိုင်းတွေမှာချောင်းရမယ့်အချက်ကလေးတွေရှိပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကတနင်္လာသားသမီးစီကနေပြီးအကူအညီများစွာယူတာမျိုးရှောင်ကျဉ်ရမယ်နံပါတ်2အနေနဲ့ကခွေးကြောင်ငါးချက်စတဲ့တနင်္လာလန်တတ္တဝါတွေကိုမွေးတာစတင်ပြီးတော့ရှောင်ကျဉ်ရပါမယ်နောက်တတ်မဲ့ပစ္စည်းတွေဖြစ်တဲ့ငွေတဲ့ပစ္စည်းတို့အဖိုးမတန်တဲ့ကြောင်မြန်ဖန်စီကြောက်တွေတို့ရှင်ကားရောင်းဝယ်လုပ်တာတွေကိုတတ်နိုင်သလားရှောင်ကျဉ်ထားတဲ့နဲ့နောက်ဆုံးအနေနဲ့ကတော့မိမိနဲ့မဆိုင်တဲ့ငွေတွေပေါ့သူတစ်ပါးရဲ့ငွေတွေကိုလက်ခံထားတာမျိုးခဏသိမ်းဆည်းပေးထားတာမျိုးကိုမိမိရဲ့ဘဏ်ကောင်တွေကိုညှိုင်းညက်နေလွှဲထားတာမျိုးတွေကိုကိုယ်နဲ့မဆိုင်တဲ့ငွေကိုလက်မခံမှုဖြစ်ပါတယ်အဲ့ဒီလေးချက်ကိုရှောင်ကျဉ်ပြီးတော့စနစ်တကျထိုးမယ်ဆိုရင်ဒါမိမိတို့ရဲ့ရှေးဘုံရှေးကံလျောက်အင်မတန်ငွေဝင်ထိပေါက်ခြင်းကံမြင်မာတဲ့အသက်ပိုင်းတွေပဲဖြစ်ပါတယ်အဲ့တော့အလုံးသောခုနှစ်နေဝါခုနှစ်သားများအနေနဲ့အဲ့ဒီထိပေါက်ခြင်းကံမြင်မာတဲ့အသက်ပိုင်းတွေမှာစနစ်တကျထီထုံးရင်းနဲ့ဒါထီစုကြီးများပေါက်ပြီးတော့လူနိုင်တန်းနိုင်သာသနာပြုနိုင်ပြီးတော့ပြည့်စုံချမ်းသာတဲ့ဘဝကိုရရှိကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်